မိလေးနာမည်ဘယ်လိုခေါ်လဲဟာလားသမီးလေးဟိုရှင်းကြည့်လိုက်ပါဦးမေကဘယ်နားမှာလဲအော်မေကဟိုမှာโอเคသမီးလေးဘယ်လာလဲဟဲအေးသာရလာတာဟာသမီးလေးအသက်ဘယ်လောက်ရှိပြီလဲလေးနှစ်ဟုတ်ပြီအသက်လေးတွေမျှမှသူတို့လေးတွေကစားလို့ရမှာနော်ဟုတ်တယ်တဲ့ဘာဟုတ်တာလဲဘာဟုတ်တာလဲမင်္ဂလာပါမင်္ဂလာပါမိုင်းစွန်ခါဟာရှမ်းမဟုတ်လားတသားလေးရှမ်းမဟုတ်လားဟာလားအော်နာမည်ဘယ်လိုခေါ်လဲဟမ်ဘယ်သူမင်းတက်မောင်ဟာလားတသားတက်ဘယ်လောက်လဲ3နှစ်ဦးကော်ရ4နှစ်လေတသားစောင့်နိုင်မှာမလားစောင့်နိုင်လားစောင့်မယ်โอเคဟာမမီလေးမင်္ဂလာပါသမီးလေးတော့ဘယ်လောက်ရှိပြီလဲဒီပဲလေဘာတတ်တာဒါနဲ့သမီးမကွဲဘူးပြည်နေဟောလေးနေโอเค4 year โอเค4 year ဟာဒီတယောက်အရန်ငယ်တာပဲ तू အဆင်ပြေပါမလားသမီးတက်ဘယ်လောက်လဲညာတယောက်မဟုတ်လေ10ယောက်ဘယ်နှစ်လဲသမီးအသက်ဘယ်လောက်လဲ2နှစ်လား3နှစ်လား3နှစ်ဟာဒီတယောက်ကအမွာလားဟာလာကြည့်ပါဦးမညီမနဲ့ဘယ်သူကအကြီးလဲအမွာမှာပြလိုက်ပါဦးဟမ်သူကြီးဟာလာသမီးကဘယ်လောက်ဘယ်နှစ်ကြီးရဟောဘယ်9နှစ်မဟုတ်ပါဘူးအမွာပါဆိုမှဘယ်နှစ်ကြီးရလဲပြောတာမေဘယ်နှစ်မိနစ်ကြီးရလဲမေဒီအမွာလေးကမေရပါမလဲအမွာလေးမေဟဲကလေးအမွာနဲ့အဘော်ဒီမေပဲရောက်ပါဟာသွားပြီမေသွားစော်နေတယ်ပြောကြီးဟောဟိုမှာမေဘယ်သူကအကြီးလဲမေဒီဘက်အကြီးဘယ်နှစ်မိနစ်ကြီးရလဲမေ9မိနစ်9မိနစ်ကြီးတာတဲ့သမီးသိလားနော်သမီးလေးနာမည်ဟာရှူဝေသမီးဟာချစ်စုဝိုင်းဟာအော်ချစ်စုဝေနဲ့ချစ်စုဝိုင်းအော်သမီးလေးတို့ရောပန်းလိုက်ဆေးရုံကြီးမှာမွေးခဲ့တာလားမေအော်โอเคဟုတ်ကဲသမီးလေးမင်္ဂလာပါသမီးလေးရောတက်ဘယ်လောက်လဲ9နှစ်ရှိပြီဘယ်ရလာလဲသမီးအော်တောင်ကြီးရပဲโอเคဒါလေးရလဲသမီးလေးပါမင်္ဂလာပါလို့သမီးလေးနာမည်ဘယ်သူလဲဟာโอเคသမီးလေးတက်ဘယ်လောက်ရှိပြီလဲ9နှစ်โอเคသမီးလေးမင်္ဂလာပါရှင်မင်္ဂလာပါရှင်နာမည်ဘယ်လိုခေါ်လဲရှင်သမီးလေးတက်ဘယ်လောက်ရှိပြီလဲ3နှစ်ဟုတ်လို့လား3နှစ်9နှစ်တဲ့သမီး3နှစ်ကဟိုနှစ်ကကျန်ခဲ့တာအခုသမီး9နှစ်ဖြစ်ပြီနော်โอเคကဲဟေးတက်လာမှာပြီးတက်လာမယ်နော်သမီးနော်โอเคကဲအဲ့တော့ဘယ်နှယောက်ရှိလဲပြန်ကြည့်လိုက်အောင်မယ်1 4 6 8 10 12ယောက်တောင်ဖြစ်နေရဲ့12ယောက်တောင်ဖြစ်နေတော့ခုံလေးရှိသေးလားမသမီးလေးတို့ခုံလေးပြောတော့ခုံလူရမှာသိလားဒီသမီးလေးကအရန်ကျယ်သေးတော့လေဟိုအစင်မပြေလောက်အောင်နဲ့တူတယ်ခဏလောက်နော်သမီးလေးနာဝါမှာဆိုလို့နော်အမလာခေါ်လိုက်လားအမကတော့